ပိတ်သက်များလုံးပဲမင်္ဂလာပါရှင်အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ဒီချိန်ဒေါ်တီတောင်နဲ့စကားဝါးနေကြိုဆိုပါရစေအချိန်မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ဒီနေ့မှာမေကပို့ပျော်ပြီးတော့ပို့ပြီးတက်ကြွနေတယ်ဒီချိန် feminine energy vibe ကလည်းအပြည့်အဝရထားတယ်ဆိုတော့ပြီးတော့ဒီနေ့ပို့ပြီးတော့လည်းလှနေကြတယ်လို့ထင်တယ်နော်ဆိုတော့ဒီနေ့မှာရွေးချယ်ထားတာကကြတော့ဒီ woman nature ပေါ့နော် feminine core value နဲ့ပတ်သက်ပြီးတော့ပြောပြတင်ဆက်ဖို့အတွက်ရွေးချယ်ထားပါတယ်။မြို့ကိုနိုင်ကလည်းအမျိုးသမီးဖြစ်တယ်။နောက်ပြီးတော့မြို့ကအမျိုးသမီးလေးတွေကိုလည်းချစ်တတ်တယ်။အမျိုးသမီးတွေရဲ့ feminine energy ဒီ soft power ကိုလည်းယုံကြည်တဲ့သူဖြစ်တဲ့အတွက်ဒီနေ့ topic လေးကတော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းပါပါ။မင်္ဂလာပါမင်္ဂလာပါဒီချိန်ရန်လှနေတယ်ဟုတ်ကဲ့ကျေးဇူးပါအတူတူပဲနော်ဟုတ်ကဲ့ဆိုတော့ဒီနေ့ရွေးချယ်ထားတဲ့ topic လေးကအမျိုးသမီးတွေရဲ့သဘောတဘာဝနဲ့ဇင်းမြစ်တွေအကြောင်းပြောကြမှာပေါ့နော်ဒီချိန်ဟုတ်တယ်မ value တွေရှိတယ်နော်ဟုတ်ကဲ့ဟုတ်မိန်းကလေးတွေကကိုရီးရဲ့တန်ဖိုးကိုမသိတဲ့ခါကျတော့တန်ဖိုးကိုအပြင်မှာလိုက်ရှာတာအများကြီးရှိတယ်ဟုတ်ကဲ့မမွေးရပါတယ်ဟိုကအမျိုးသမီးအမျိုးသားဆိုသူ့တန်ဖိုးနဲ့သူနေကြတာလीနော်ဟုတ်ကဲ့အဲကြောင့်မို့ရှာစရာတိတ်မလို့တကယ်တမ်းကျတော့မိမိရဲ့တန်ဖိုးကိုသိတယ်မိမိရဲ့ core value ပေါ့နော်မွေးရပါမိမဖြစ်ရခြင်းရဲ့တန်ဖိုးသိခြင်းပေါ့ဟုတ်ကဲ့အဲ့ဒါသိတယ်ဆိုလို့ရှိရင်ဟိုတန်ဖိုးတွေအပြင်မှာရှာပြီးတော့မှအမျိုးသားတွေလည်းလိုက်ပြီးရင်မောင်တန်းနေစရာမလိုတော့ဘူးလေဟုတ်ကဲ့ကိုယ့်ဟာကိုယ် insecure ဖြစ်ပြီးသားဖြစ်သွားတာပေါ့နော်အဲ့လိုမျိုး secure ဖြစ်သွားတာပေါ့ဖြစ်ပြီးသားဖြစ်သွားတယ်အဲ့ဒီအကြောင်းလေးကိုချက်ပြောကြမှာလीနော်ဟုတ်ကဲ့ပါဒီချက်ပြီးတော့ဒါကမြို့တို့လေအမျိုးသားနဲ့အမျိုးသမီးဘသူကပိုသားတယ်နောက်ပြီးတော့အမျိုးသမီးကဘယ်လိုမျိုးဖြစ်တယ်အမျိုးသားဘယ်လိုမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းပြောမှာတော့မဟုတ်ဘူးဒါပေမဲ့ဒီအမျိုးသမီးလေးတွေရဲ့စိတ်ခံစားချက်သူတို့ရဲ့မွေးရပါသူတို့ရဲ့ feminine energy နောက်သူတို့ဒီစင်မြစ်ကိုကအမျိုးသမီးတွေရဲ့သဘောတဘာဝအားဖြင့်ဘယ်လိုမျိုးလေးရှိတယ်လဲဆိုတာကိုသိထားတယ်ဆိုလို့ရှိရင်ကိုယ်တိုင်လည်းကိုအမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ကိုယ့်အကြောင်းလည်းကိုနားလည်ထားတယ်ပြီးတော့အစီအစဉ်ကိုကြည့်နေတဲ့ဒီအမျိုးသားတွေပါလာလို့ရှိရင်လည်းပေါ့နော်အမျိုးသမီးတွေရဲ့ nature ကိုနားလည်ထားတယ်ဆိုလို့ရှိရင်အကုန်လုံးကအဆင်ပြေသွားမယ်ပေါ့နော်ကိုယ့်ရဲ့တငယ်ချင်း main ကလေးအတွက်ပဲဖြစ်ဒါမို့လို့ရှိရင်ဒါချစ်သူအိမ်တောင်ဘက်ဘသူအတွက်မဆိုဒါမိခင်လည်းပါတာပဲတော့အမျိုးသမီးတွေရဲ့ nature ကိုနားလည်သဘောပေါက်ထားရဆိုလို့ရှိရင်ပြီးတော့တော်တော်များဆက်ဆံရေးတွေကတယောက်နဲ့တယောက်အဆင်ပြေသွားမယ်ထင်တယ်နော်ဒီကျဲဟုတ်တယ်ဟုတ်ကဲ့ဟုတ်ပါနဲ့အခုချေတို့ပြောတဲ့အချိန်မှာအမျိုးသမီး value ပေါ့နော် core value ဆိုတာကတော့အမျိုးသားတွေကအမျိုးသမီးတွေအကြောင်းနားလည်ရင်လည်းပိုကောင်းတာပေါ့နော်ဟုတ်ကဲ့အမျိုးသားတွေကအမျိုးသမီးရဲ့အကြောင်းကို nature ကိုနားလည်တယ်လို့အမျိုးသမီးကလည်းအမျိုးသား nature ကိုနားလည်ပိုကောင်းတာပေါ့နော် nature နှစ်ခုလေမတူလေ opposite nature အဲ့ဒါမှလည်း attractive ဖြစ်တာလေနော်ကိုနဲ့မနဲ့တန်လိုက်လို့ပေါ့နော်ဒီမျိုး attractive ဖြစ်တာဆိုတော့ဒီချက်ဆိုလိုချင်တာကတော့အမျိုးသမီးကမိမိရဲ့ core value ကိုထုတ်တက်မယ်ဆိုလို့ရှိရင်တော့အမျိုးသားတွေစီကနေ value ရယူဖို့မလိုအပ်ဘူးလို့ပြောတာဟုတ်ကဲ့နော်မလိုအပ်ဘူးဘာလို့မိမိရဲ့ core value ကိုသိချင်ရပြီမိမိကိုမိမိ knowledge လောက်တာမျိုးပေါ့နော်ငါတို့ရဲ့ value ကဘယ်လောက်တန်ဖိုးရှိပါလားပေါ့နော်မိခင်ဖြစ်ရတာဘယ်လောက်တန်ဖိုးရှိတယ်လဲပေါ့နော်နောက်ဆုံးမဖြစ်ခြင်းအားဖြင့်ကိုကပြုစုယူရတတ်တယ်လေနော်အမျိုးသားရဲ့ value ကြတော့လေသူတို့မှာကရစ်စစ်ကြမ်းကြုတ်တဲ့ value ဆိုတာမျိုးရှိတယ်အဲ့ဒါ value တစ်ခုပဲဟုတ်ကဲ့မျိုးသားရဲ့ရစ်စစ်ကြမ်းကြုတ်တတ်တယ်ဆိုတာလေ value တစ်ခုပြတ်သားတယ်သူတို့ရဲ့ရစ်စစ်ကြမ်းကြုတ်ပြတ်သားမှုကြောင့်လေသူတို့ကအမျိုးသမီးတို့ cover လုပ်ပေးလို့ရတယ်အကာအကွယ်ယူပေးလို့ရတယ်နော်မျိုးသားနဲ့အမျိုးသမီးနဲ့ clash ဖြစ်ကြတယ်ဘယ်လို comment လဲဆိုဟို conflict ဖြစ်ကြတယ်ဆိုတာကပြိုင်နေတာကြောင့်လဲပါတယ်ဟုတ်ကဲ့နော်အမျိုးသားကလည်းအမျိုးသမီးကိုသူနေချတိုင်းပဲနေစေခြင်းတယ်ဒါပေမဲ့အမျိုးသမီးကလည်းအမျိုးသားတွေကိုဟိုနေချကိုပို့ပြီးလုပ်ပြခြင်းတယ်ဘာလို့လဲဆို value ကိုပို့မြင့်တင်ခြင်းတယ်ဘာလို့ဆိုသူတို့ရဲ့စိတ်ထဲမှာကအမျိုးသားတွေမျိုးက level မညီဘူးထင်ပြီးတော့လုပ်ကြတာတကယ်တမ်းကျတော့ level ရမဟုတ်ဘူးပေါ့နော်သူ value ကို value ဆိုတာရှိတယ်အဲ့နှစ်ခုကိုသိထားခြင်းအပြင်ပေါင်းသင်းဆက်ဆံတဲ့အခါမှာနားလည်ထားလဲဆိုရင်တော့ပို့ပြီးအဆင်ပြေတတ်တာပေါ့နော်ဟုတ်ကဲ့ပါတော့မျိုးတို့ပုံမှန်ဒီလူဖွဲ့စည်းမှာဆိုလို့ရှိရင်အမျိုးသမီးတွေကိုအားနေတယ်ပေါ့ဒီချက်အမျိုးသမီးတွေကိုနိုင်ကလည်းသူတို့ယုံကြည်ထားတာကသူတို့အားနွယ်တယ်ပေါ့နော်အမျိုးသားတွေနဲ့ရှင်လို့ရှိရင်အနည်းနဲ့အများဆိုသလိုသူတို့ကအမျိုးသားတွေလောက်ဦးစားပေးမခံရဘူးပေါ့နော်နောက်ပြီးတော့ဒါပြောမယ်ဆိုရင်တနေရာမှာဒါဥဆောင်ဥရလုံးမယ်ဆိုလို့ရှိရင်လည်းအမျိုးသမီးတွေကိုနောက်ချန်တယ်ဆိုတော့ယူဆချက်တွေလည်းရှိရဲဒါကမျိုး Asian country တွေမှာဆိုပို့ပြီးတော့ဖြစ်တယ်အမျိုးသမီးတွေကအမျိုးသားတွေလောက်သူတို့ခွင့်ရင်းမရကြဘူးဆိုတော့ခံယူချက်တွေကတတ်မှတ်ထားတာမဟုတ်ဘူးဆိုမဲ့သူ့လိုစိတ်ထဲကဖြစ်နေတာပေါ့နော်ဒီချက်ဟုတ်တယ်ဟုတ်အဲ့ဒီပုံမှာဒီချက်ဘယ်လိုမြင်လဲအမျိုးသမီးတွေကကျတော့လေသူကဟိုသားလဲမွေးရတယ်မလားဒီဟော်မုန်းတွေကတက်လိုက်ကြလိုက်ကိုယ်လိုက်ကောက်လိုက်ဆိုတဲ့ခါကျတော့ခံစားချက်တွေကလည်းမမှန်ဘူးလေနော်မမှန်တဲ့ခါကျတော့တစ်ခါကျရင်စိတ်ညှိုးနွမ်းနေဆိုလို့ရှိရင်စိတ်ကအောက်ကိုပြုတ်ကြတယ်ဆိုရင် the victimize ပေါ့
ဒုက္ခတဲ့ဆိုဘဝမျိုးလေးရောက်သွားတတ်တယ်ရောက်သွားတတ်တော့အားကြီးရဲ့ယောက်ျားတွေကစကားတစ်ခုပြောလိုက်ရင်ငါတို့နှိမ်ချတယ်လို့ငါတို့နိုင်ထက်စီးနေလုပ်တယ်ဆိုပြီးအတွေးလေးတွေကဝင်တတ်တယ်အဲ့လိုအတွေးလေးတွေဝင်တတ်တဲ့ခါကြလို့ရှိရင်သူကအပြုတ်မှုတွေကအဲ့လိုသူတို့ကို over ဖြစ်အောင်ငါတို့က light လုံးမှဖြစ်မယ်ဆိုတော့ဟာလေးတွေက automatic ပါလာတာပေါ့နော် reaction လေးတွေပါလာတာအမှန်မှန်တော့အဲ့လိုမှမဟုတ်ဘဲနဲ့ငါတို့ရဲ့ nature ရငါတို့ကတန်ဖိုးရှိတယ်ဒီအိမ်မှာဆိုလို့ရှိရင်အမျိုးသားကလည်းငါတို့မျက်နှာကိုကြည့်နေရတာငါတို့ပြုံးမှပြောမှနော်ตาသမီးကလည်းအိမ်ပြန်လာပြီဆိုအမေမျက်နှာပြောရဲ့လားအမေမျက်နှာရှင်းရဲ့လားဆိုတာမပေါ့နော်အဲ့ဒါကိုမြင်တတ်မှသူကကိုတန်ဖို့တက်တာလေတကယ်တမ်းကျတော့စဉ်းစားကြည့်အမျိုးသမီးမရှိရင်ဒီလောကကြီးမှာတားမွေးလို့ရမလားလူဆိုတာရှိလာတော့မလားဒီလိုပဲအမျိုးသားမရှိရင်ရောအမျိုးသမီးပေါင်းဖက်ပြီးတော့မှလူလေးတွေဖြစ်ထွန်းလာတာဟုတ်တယ်မလားအဲဒါကြောင့်မလို့တစ်ခုနဲ့တစ်ခုကပိုကောင်းတယ်တစ်ခုကပိုမကောင်းဆိုတာမျိုးလည်းမဟုတ်ဘူးနှစ်ခုစလုံးမှာ value ကသူ့ဟာနဲ့သူပဲတိုးတက်နေတာပဲလीနော်ဒါကြောင့်မလို့ဆရာပြောချင်တာတော့အမျိုးသမီးလေးတွေကိုများသောအားဖြင့်ပေါ့နော်ကိုယ့်ရဲ့ core value ကတန်ဖိုးရမ်းရှိရဆိုတဲ့အကြောင်းလေးကိုမြင်စေချင်တယ်သိစေချင်တာပေါ့နော်အဲ့တော့ main ကလေးတွေရဲ့တဘာဝသူတို့ရဲ့ဗီဇကိုနိုင်ကသူတို့ကမိခင်စိတ်ကမွေးကလေးကပါပြီးသားပေါ့နော်ကျင်နာတတ်တဲ့တနာတတ်တဲ့နူးညံ့တဲ့ဒါပါလာပြီးသားဒါပေမဲ့မဖြစ်မနေဆိုတဲ့အခြေအနေတစ်ခုကိုကြုံရတဲ့အခါမှာသူတို့ကcover လုပ်အဲ့ဒါတွေကို cover လုပ်လိုက်ရတယ်ပေါ့နော်ဖုံးကွယ်ပြီးတော့တန်မာလိုက်ရတဲ့အပိုင်းတွေရှိတယ်ပေါ့နော်အဲ့ချိန်မှာကို strong ဖြစ်တယ်ငါကတော့ဘူးမှမလို့ဆိုတဲ့ muscular energy ကိုထုတ်ပြရတဲ့အပိုင်းတွေလည်းရှိရပေါ့မြင်တာတော့ main ကလေးတိုင်းကအဲ့လိုဖြစ်ချင်မှာတော့မဟုတ်ဘူးသူတို့ရဲ့နူးညံ့တဲ့ inner child ကိုသူတို့ပြသခွင့်မရတဲ့အတွက်ကိုသူတို့ muscular energy ကိုသူတို့ပြထားရတာပေါ့နော်အခွင့်တာရင်တော့အကုန်လုံးကနူးနူးညံ့ညံ့ကျင်ကျင်နာနာနဲ့ချစ်စရာကောင်းတဲ့အမျိုးသမီးတယောက်အနေနဲ့ပဲနေကျင်ကြလိမ့်မယ်လို့ပြမရထင်တယ်ပေါ့ကိုတကိုယ်စားအမြင်နဲ့ဆိုရင်တော့မှားကောင်းလဲမှားမယ်ဒါပေမဲ့percentage အနေနဲ့ဆိုလို့ရှင်တော့အဲ့ဘက်ပို့ပြီးများလိမ့်မယ်လို့ဖြစ်မယ်ထင်တယ်ဟုတ်တယ်များသောရဲ့အမျိုးသမီးဆိုတာတော့ तू vulnerable ပေါ့နော်အမြဲတမ်းလူငိုမယ်ရီမယ်ပြုံးမယ်ပြောမယ်စိတ်ဆိုးမယ်စိတ်ကောက်မယ်ဒါပေမဲ့ခဏတာပဲသူတို့ကအကြာကြီးမခံဘူးသူတို့ဒါပေမဲ့တစ်ဖက်ကနားမလဲတဲ့ခါကြလို့ရှိရင်တော့စိတ်ညစ်သွားတာလေးရှိတတ်တာပေါ့နော်ဒါပေမဲ့ communication ပဲ withhold လုပ်တာပေါ့တချို့မျိုးသမီးဆို withhold လုပ်ပေါ်မှာကိုချစ်ရတဲ့ကိုအိမ်တောင်တွေပေါ်မှာ withhold လုပ်တာတော့စိတ်ဆိုးတာလေ withhold လုပ်ပြီဆိုလို့ရှိရင်တော့ပျော်မှာမဟုတ်တော့ဘူးလို့အခွင့်ပြောလိုက်ရင်လူကပေါ့ပါသွားတယ်လေပေါ့ပါသွားတဲ့ခါပျော်မြူးတာပေါ့နော်အဲ့သဘောမျိုးလေးပဲဒါကြောင့်မလို့ကိုမျိုးသားကိုခံစားချက်ကလေးကိုပြောင်းပြောတတ်ရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ပြန်မပြောဘဲနဲ့ကိုက withhold လုပ်ထားတယ်ဆိုလို့ရှိရင်တော့ကိုကသူ့ထက်ငါတော်အောင်လုပ်မယ်ဆိုတဲ့ခံစားချက်အတ္တလေးလိုမျိုးပေါ့နော်တခုပေါ်လာတတ်တယ်အဲ့တော့အမျိုးသားတွေမဟုတ်တဲ့ခွန်အားမှာအမျိုးသမီးတွေရှိတာဟုတ်အမျိုးသမီးရဲ့မာဆယ်အားတစ်မျိုးလေနော်ဟုတ်ကဲ့ဟုတ်ဘယ်နေရာမှာအမျိုးသမီးမာဆယ်အားပိုကောင်းတာလဲအမျိုးသားရဲ့မာဆယ်ခွန်အားတစ်မျိုးလေမတူဘူးမတူတော့ကိုကအမျိုးသားတွေလိုလိုက်ပြီးကျင့်ရတဲ့ခါကျတော့ပိုပင်ပန်းတယ်ဟုတ်ကဲ့ဟုတ်တယ်မလားအမျိုးသားတွေကလည်းကြည့်အမျိုးသမီးတွေနေရာမှာထမင်းချက်ရပြီအဝတ်လျှော်ရပြီဆိုသုံးတက်ခွာလောက်တော့ပွင့်ပန်းနေပေါ့တော့ဒါ nature မဟုတ်လေနော်နော်မဟုတ်တဲ့ခါကျတော့အမျိုးသမီးကြထမင်းဟင်းချက်မယ်ဆိုလဲအေးအေးဆေးဆေးချင်းလေးတေးနဲ့ချက်လိုက်တာမျိုးဒါများသောအားဖြင့်ပြောပြဟုတ်ကဲ့ဟုတ်ကဲ့အနည်းစုကတော့စိတ်မပါဘူးလေစိတ်မပါဒါပြဿနာမရှိဒါပေမဲ့အများစုကအမျိုးသမီးဆန်ဆန်နေချင်ကြတာကြည့်တယ်ဟုတ်ကဲ့ဟုတ်နော်အမျိုးသားတွေကလည်းအမျိုးသမီးဆန်တဲ့အမျိုးသမီးကိုလိုချင်ကြတာဟုတ်ကဲ့ဟုတ်ဒါပေမဲ့အမျိုးသမီးဆန်လိုက်လို့ရှိရင်ငါတို့ကအရင်ကခံစားချက်များရင်ငါတို့ပြစ်သွားတော့မလားပေါ့နော်အမှန်တော့မဟုတ်ဘူးအမှန်တော့ကိုယ့်ရဲ့ခံစားချက်ကိုအမှန်တိုင်းတင်ပြလိုက်တာမျိုးပေါ့နော်အဲ့လိုစောစောပြန်မလာလို့ရှိရင်စောစောပြန်လာပါနော်အထမင်းတူစားခြင်းလို့ဘာလို့ဒီလိုလေးရေရုပ်တနက်လေးပြောလိုက်တာကမှသူတို့နှလုံးသားတွေကိုရောက်သွားသေးတယ်အဲ့လိုမဟုတ်ဘဲနဲ့ရှင်တို့ကဘလို့ရဟိုသွားအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုလုပ်တဲ့ခါကျတော့ပြဿနာပိုကြီးသွားတာပေါ့နော်အဲ့တော့ကိုယ့်ရင်ထဲမှာရှိတာအမှန်တိုင်းပေါ့ကိုယ့်ရဲ့ခံစားချက်ကလေးကိုပြောပြနိုင်ပိုကောင်းတယ်အဲ့ value တစ်ခုပဲပေါ့နော်ဟုတ်ကဲ့ဟုတ်ပြောပုံပြောနည်းလဲလိုတာပေါ့နော်တစ်ချက်ဒါပေမဲ့အမျိုးသမီးဆိုတိုင်းလဲအမြဲတမ်းအဲ့လိုချွဲနှွဲ့ပြီးတော့မှအဲ့လိုလုံနေရဆိုလို့ရှိရင်လဲအမြဲတမ်းတွက်တော့လဲအဆင်မပြေနိုင်ဘူးထင်တယ်နော်တစ်ချက်ဟုတ်တယ်အမှန်မှန်တော့လေဟိုချွဲနှွဲ့ပြီးတော့လုံနေစရာတော့မလိုတောင်းဆိုရမယ်လေဟုတ်ကဲ့မျိုးသမီးဘက်ကလည်းပြတ်သားလို့ရတယ်အများကြီးရှိတယ်ဟုတ်တာပေါ့မကြိုက်တဲ့အကြောင်းပြောတာမျိုးပြောရမယ်ပြင်ခိုင်းတာမျိုးပေါ့ဟုတ်ကဲ့ဟုတ်ဒါပေမဲ့ပြင်တာမပြင်တာသူတို့အပိုင်းဒါပေမဲ့ကိုယ့်ရင်ထဲမှာရှိရဲ့ကိုဖြစ်စေချင်တဲ့ဟာတော့တင်ပြရမယ်ဟုတ်ကဲ့တင်ပြတော့လူပဲလေဘာပဲဖြစ်ဖြစ်တော့ကိုယ့်မျိုးသမီးဖြစ်စေချင်တာလေးကိုစဉ်းစားလာပြီလေနော်ဟုတ်ကဲ့ဟုတ်မပြောဘဲနဲ့နေရတဲ့ဆိုင်တော့တခါလေးကြာရင်တချို့တို့မျိုးသမီးတွေကကိုတွေးနေတာကိုတစ်ဖက်ကသိရမယ်လို့ထင်တာဟုတ်ဟုတ်ဒီမြင်ချက်ပြောချင်တာလုံးဝမသိပါမသိဘူးပါအမျိုးသားတွေလုံးဝမသိပါဒါဆိုအမျိုးသားတွေကလုံးဝတဲ့တဲ့ဒေရိုးတွေလေတင်မလားတိတ်မတွေးဘူးအမျိုးသမီးလို့မတွေးတတ်ဘူးဒါကြောင့်မို့ကိုဖွင့်ပြောမှသိမှာဟုတ်ကဲ့ဟုတ်အဲ့တော့ကို value ကိုလည်းကိုဖွင့်ပြောရင်းနဲ့မှာပဲ value တက်တာပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဟိုဘယ်တော့မှအဆင်ပြေနိုင်မှာမဟုတ်ဘူး
ဟုတ်ကဲ့ပါအဲ့တော့မသိချဘူးအခုဒါကြည့်နေတဲ့ဒါပရိသတ်တွေထဲမှာအမျိုးသမီးတွေရောမျိုးသားတွေရောပါနေမှာပဲဆိုတော့အမျိုးသမီးတွေဆိုလို့ရှိရင်လည်းဖွင့်ပြောဖို့စူးစမ်းပါကိုယ်စိတ်ထဲကထင်နေတာတွေးနေတာတွေကိုဒါမျိုးသားအလိုလျောက်သိမယ်လို့မထင်ပါနဲ့ပေါ့နော်မျိုးသားကလည်းဖွင့်ပြောမှသိရတယ်ဆိုတဲ့ပုံစံထက်ဒီအမျိုးသမီးလေးရဲ့ခံစားချက်တွေဘယ်လိုမျိုးဖြစ်နေလဲဆိုတာကိုအရင်ကထက်နည်းနည်းလေးပို့ပြီးတော့အားစိုက်ပြီးတော့ကြည့်ပေးမယ်ဆိုလို့ရှိရင်တော့အဆင်ပြေသွားလိမ့်မယ်လို့ပြောမိရ ဒီဥတဆိုင်လေးတော့ကြည့်ပေးဖို့လိုတာပေါ့နော်ဟုတ်ကဲ့ဒီတကယ်လို့များ तू ကနေတော့သုံးမုံနေပြီဆိုလို့ရှိရင်ဘာဖြစ်လို့လဲလို့မေးတာမျိုးလေးတွေပေါ့ဟုတ်ကဲ့အဲ့ဆိုအမျိုးသမီးတွေက view site တာခံကျင်တာသူတို့ view site ပေးလို့ကတော့သူဘာပဲလို့ဟုတ်တယ်ဒီချက်သူကလေဟိုပြောမယ်ဆိုလို့ရှိရင်လေဟိုဘဝတစ်ခုလုံးပေးတာဟုတ်တယ်ဟုတ်တယ်မလားအဲဒါကြောင့်မလို့လဲဟိုအမျိုးသမီးရဲ့အထာလေးတွေကိုလည်းနားလည်ဖို့လိုတယ်မိသားတွေကလည်းလေနော်ဟုတ်ကဲ့အဲ့တော့တခုရှိတာကတော့အမျိုးသမီးရဲ့ core တော့ဘာကိုရေးကြည့်လဲဆိုလို့ရှိရင်အမျိုးသမီးတစ်ယောက်အိမ်ထောင်ရေးမှာအမျိုးသမီးတစ်ယောက်မရှိဘူးဆိုလို့ရှိရင်ဒီမိသားစုကကစင့်ကလေးဖြစ်တတ်တယ်ဟုတ်တယ်ဘာလို့ဆိုတော့အမျိုးသမီးပေါ်မှာပဲအရန်မူတည်တယ်ဘာလို့ဆိုတော့အမျိုးသားဆိုတာကအိမ်ရဲ့အခွန်ပဲပေးတာလေအမျိုးသမီးဆိုတာတော့အိမ်ထဲမှာရှိတဲ့ဒီအိမ်လေးပေါ့နော် home လေးကိုပေးတာသူကအမြဲတမ်းလေးလို့နှွေးထွေးအောင်လုပ်ပေးတာမျိုးတောင်းတောက်တိတ်အောင်လုပ်ပေးတာမျိုးနော်ဟိုအာဟာရဖြစ်အောင်ကိုကြီးစောင်းမတာမျိုးပေါ့နော်ဆိုတော့အမျိုးသားကိုယ်တိုင်ကလည်းကိုယ်အမျိုးသမီးဆိုရင်လည်းသူကမအေးလို့သဘောထားတာလေးတွေရှိတယ်အဲ့ဘိုင်းလေးတွေအကြောင်းမို့အမျိုးသမီးကအရန်အရေးအပါအရာရောက်တယ်ပေါ့နော်ပြီးတော့မိခင်စိတ်ဆိုတဲ့အတိုင်းပဲမွေးတဲ့ကအမျိုးသမီးဆိုတာကမတင်ရပဲနဲ့မရခင်သာကလေးမလို့ခြင်းလို့ပြောပြမယ်လေကလေးလေးတွေမွေးလာရင်မိခင်စိတ်ကသူ့အလိုလိုထွက်လာတာသူ့လိုလိုဟိုဖော်ပြပေးသားဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ဒီချက်ဒီ women nature လို့ပြောတဲ့အခါမှာအမျိုးသမီးတွေရဲ့စိတ်ခံစားချက်အတက်အကျပိုင်းကိုလည်းမျိုးခြံထားလို့မရဘူးပေါ့နော်အမျိုးသားတွေကဒီလိုတဖြောင်နဲ့တွေးနေချင်မှာအမျိုးသမီးကဒီလိုအဲ့လိုသွားတဲ့အခါကျတော့အဲ့စိတ်ခံစားချက်အတက်ကြတာအမျိုးသမီးရဲ့မျိုးမျိုးကိုနိုင်ကလည်း control လုပ်လို့မရဘူးသူ့ဘက်သူခန္ဓာဗေဒအရာကိုဖြစ်လာတဲ့အရာပေါ့နော်ဒီချက်ဆိုတော့အဲ့ပုံမှာလည်းကိုတိုင်းလည်းအဲ့ဒါကိုနားလည်ထားဆိုလို့ရှိရင်တော့နည်းနည်းလေးကိုအကြောင်းကိုသိနေဒီချက်ပြောတဲ့ awareness ပုံစံမျိုးပေါ့နော်ငါတအားကြီးပြဿနာရှာနေမိပြီလားငါတအားကြီးစိတ်ခံစားချက်တွေမြင့်တက်နေပြီလားဒီအချိန်မှာခဏလောက်ငါတို့ဒီ slow down ချလိုက်ရမလားဆိုတဲ့ပုံစံမျိုးကိုလည်းလိုအပ်တယ်လို့ထင်တယ်เนาะဟုတ်တယ်ဒါကြောင့်မလို့ခါကြရင်အရန်ပင်ပန်းနေကိုယ့်ရဲ့ခန္ဓာကိုယ်ကမလိုက်နိုင်တော့ဘူးဆိုလေကိုယ့်ကအနားယူတာမျိုးလေးတွေပေါ့နော်ခွင့်တောင်းတာမျိုးလေးတကယ်ကိုလှုပ်တင်လှုပ်ထိုက်တာလုပ်ရမယ်ကိုယ့်ကိုကျမရေကိုဂရုစိုက်ရမယ်စိတ်ကြည်လျောင်လည်းနေထိုင်ရမယ်အရေးကြီးတယ်အမျိုးသမီးတယောက်စိတ်မကြည်လို့ရှိရင်ကဘာတောင်ပြစ်နိုင်တယ်ဟုတ်တယ်နော်ဟိုလူခေါမလဲဆိုလို့ရှိရင်လေဟိုသားသမီးပေါ်မှာညူစုလာမယ်အိမ်တောင်တဲ့ပေါ်မှာညူစုလာမယ်ဖြစ်တတ်တယ်ဒါလည်းတဘာဝဒါကောင်းနေဆိုတော့မဟုတ်ပါဘူးတဲ့မလားဒါကြောင့်မလို့ကိုယ့်ဟာကိုသိတယ်ဆိုလို့ရှိရင်ကိုယ့်ကိုအနားယူတာမျိုးလေးတွေနော်ကိုယ့်ကိုပြုစုယူရတာလေးလုပ်ရမယ်စိတ်ကြည်လျောင်နေရမယ်ဒါမှလည်းကိုယ်ကပျော်ပျော်ရွှင်ရွှင်နဲ့မှာပဲကိုယ်မှီကိုနေတာတကယ်မှီကိုနေတာကျတော့ခွန်အားအတွက်ကိုမှီကိုတာ encouragement အတွက်ကိုအားပေးအားမြောက်အတွက်ကိုမှီကိုတာကျတော့ကိုသားသမီးလေးနဲ့ကိုယ့်ရဲ့အိမ်တောင်တယ်ပေါ့နော်မှီကိုတာဟုတ်ကဲ့ဒီချက်အရေးကြီးတယ်ပေါ့နော်ဟုတ်တယ်အဲ့တော့မျိုးသမီးလေးတွေကိုရဲ့တန်ဖိုးကိုယုံကြည်ပါပေါ့နော်ဒီချက်ဆက်စချင်းတော့ပြောခဲ့တယ်လို့သူများစီမှာသွားပြီးတော့မရှာပါနဲ့တစုံတစ်ယောက်ကဂယူးဆိုင်ပေးမှာတစုံတစ်ယောက်ကအလိုလိုက်ပေးမှာတစုံတစ်ယောက်ကပျော်ရွှင်အောင်ထားမှာဆိုတဲ့အရာထက်ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ဒါကိုယ့်ရဲ့energy ကိုယုံကြည်ရဲဆိုလို့ရှိရင်ကျန်တဲ့ຢာတွေကသူ့ဘသူဖြစ်လာမှာပေါ့နော်ဒီချက်အဲ့လိုမျိုးလေးလည်းပြည့်မြယုံကြည်ထားတယ်ဟုတ်တယ်အဲ့ဒါတွေမှာကောက်လေးခြေတို့အမျိုးသမီးတွေရတယ်မှာကိုယ်အိမ်တောင်ဖို့ပေါ့နော်အိမ်တောင်ဘက်ပေါ်မှာ motive ကို encourage ပေးနိုင်တယ်ကိုကျမ်းမာနေ encourage ပေးနိုင်တယ်သူတို့ပို့ရှာတယ်သူတို့ဘာပဲ cover လုပ်ပေးတယ်အကုန်လုံးအတွက်ကြီးသွားတဲ့ဒီအိုးသွားတဲ့ဒီအဲ့သူတို့ကကိုယ်ပြန်ပြီးမပြုစုဘူးလားအဲ့ချိန်ကျရင်သူတို့ကကိုယ်ပြန်ပြီးဂရုစိုက်လောက်တာနဲ့ဆိုတော့အပြန်လန်ပေါ့နော်ဟုတ်ကဲ့ဒါမို့ victimize တော့မသုံးစေချင်ဘူးဟုတ်ကဲ့ကိုက victim အမျိုးသားရဲ့ victim ဖြစ်သွားပြီဆိုရင်ကိုယ့်ရဲ့တန်ဖိုးကအလိုလိုနေကြတာအဲ့ victim ကလည်းကိုယ်အတွေ့အကြုံဖြစ်တာအဲ့လိုဂရုစိုက်စေချင်တာပေါ့နော်တစ်ချက်အနေနဲ့ကြတော့ဟုတ်ကဲ့အဲ့တော့ဒီချက်အနေနဲ့ကကြတော့ဒီအမျိုးသမီးတွေရဲ့သူတို့ရဲ့ဒီ core value ပေါ့နော်ဒီ nature နဲ့ပတ်သက်ပြီးတော့ဒီချက်ဒီ coaching လုပ်တဲ့အပိုင်းလေးတွေမှာဘယ်လိုမျိုးဒီတွေ့ကြုံရတွေ့ကြုံလေးတွေရှိခဲ့တယ်လဲပေါ့နော်ဒီချက် coaching လုပ်တယ်ဆိုလို့ရှိရင်တနားရီတောင်မကြာဘူးသူတို့တန်ဖို့သူတို့တည်သွားတယ်ချက်ချင်းပဲသူတို့အားဆိုရှင်သမီးတို့လွန်တာပေါ့နော်အဲ့ဒါအများအားပြောတယ်လေကိုယ့်ရဲ့ဟိုအိမ်တောင်တယ်နဲ့ကိုယ်စကားပြောချင်ဘာဖြစ်လို့ကိုယ့်ရဲ့အမေကိုသွားပြောမလဲကိုယောက်ျားကြားဟုတ်တယ်ကိုတငယ်ချင်းကဘာလို့သွားပြောမှာတော့ဟုတ်ကဲ့နော်ကိုရဲ့ဟိုကျန်တဲ့လူတွေဘာလို့တော့ပြောနေမှာလဲကိုအမျိုးသားကိုပဲပြောမှာပေါ့
ဒါမှပြဿနာပြေးလဲမှာလေအခုကမို့ social media မှာ like ရေးနေတာတစ်ချက်တွေ့ရတယ်မလားအချက်ကြည့်ပြောလေအော်ဘယ်လိုလုပ်ပြေးလဲတော့မှာတော့ဟုတ်တယ်မ relationship ပြေးလဲခြင်းနဲ့ပြောတယ်အမျိုးသားကိုဒါတွေတော့မပြောဘဲနဲ့ကိုကနေမှာတခြားလူတွေ like ပြောနေဘလို့မှမပြေးလဲနိုင်ဘူးလေဟုတ်တယ်မလားနော်အဲ့တော့ဒီချက် coaching လုပ်တယ်ဆိုအဆင်ပြေသွားကြတာများတယ်တကယ်လို့မကြိုက်တကယ်မကြိုက်လို့ကွဲသွားတယ်ဆိုလို့ရှိရင်လည်းသူတို့မောင်နှမလိုမျိုးစိတ်ထားနဲ့ကွဲသွားတာမျိုးတောက်တငယ်ချင်းလိုမျိုးပေါ့နော်ကွဲသွားတာမျိုးတွေရှိတယ်ပြန်ပေါင်းမိဟဲ့ဆိုလို့ရှိရင်လည်း new ပေါ့နော်အစ်စ်သူကိုယ်တိုင်လည်းအစ်စ်သူ့ရဲ့အမျိုးသားကလည်းအစ်စ်ဖန်တီးပေါ့ပြန်ပေါင်းသွားရရှိတယ်အနည်းဆုံးတော့အမုန်းနဲ့လမ်းမခွဲရအောင်အနည်းဆုံးတော့အမုန်းနဲ့လမ်းမခွဲရအောင်ပေါ့နော်ဟုတ်ကဲ့အဓိကကတော့မိမိတို့ကဒီအမျိုးသမီးရဲ့လို့ဖြစ်တည်လာတဲ့အခါမှာအမြဲတမ်းလည်းပြောခဲ့တယ်လို့စိတ်ခံစားချက်တရားပို့ပြီးတော့သူတို့ကမြင့်မားကြတယ်အမျိုးသားတွေဒီချက်ရဲ့တင်တဲ့မိမိကတက်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီအမျိုးသားတွေကဒီ logical နဲ့သွားတဲ့အခါမှာအမျိုးသမီးက emotion နဲ့သွားကြတာပေါ့နော်ဟိုဘက်က facts တွေနဲ့တိတိကျကျထွက်လာရှင်မှာကိုရီးယားစိတ်ခံစားချက်နဲ့ပဲအလုပ်လုပ်တာဖြစ်တဲ့အတွက်ဒီဟာကတော့အမြဲတမ်း conflict ဆိုတာတော့ရှိနေမှာပဲဒါပေမဲ့ကိုယ့်ရဲ့ value ကိုယုံကြည်ထားတယ်ကိုယ့်ရဲ့ nature ကိုသဘောပေါက်ထားတယ်ဆိုလို့ရှိရင်တော့မိတို့ဒါလေးတွေကိုပြန်ပြင်ဆင်ပြီးတော့ဆက်ပြီးသွားနိုင်မယ်လို့တော့ထင်တာပေါ့နော်ဒီချက်ဟုတ်တယ်ဘာဖြစ်လဲဆိုတော့အမျိုးသမီးက relationship ကိုဦးတည်တာလေ relatedness ကိုအမျိုးသမီးတွေကပိုကြိုက်တယ်ဆိုတော့အမျိုးသားတွေကကြာမဟုတ် things ကိုသူတို့တွေကဘဝရောက်လာပြီဆိုဘယ်လိုတိုးတက်အောင်လုပ်မယ်ဘာတွေရှာလိုက်မယ်ဖွေးလိုက်မယ်ကိုမရှိဒါတွေထားခဲ့မယ်ဆိုစိတ်မျိုးလေအမျိုးသမီးကတော့မဟုတ်အဲ့ဒါသိကိမဆိုင်ဘူးလုံးဝဘယ်လိုမျိုးပေါင်းသစ်ဆက်ဆံမျိုးကောင်းမွန်အဲ့သဘောမျိုးလေးတွေပေါ့နော်ဆိုတော့နှစ်ခုကလေပေါင်းမှာပဲအလုပ်ဖြစ်တာတူးတည်းလည်းအလုပ်မဖြစ်ဘူးပေါ့နော်အမျိုးသားကြီးလည်းအဆင်မပြေဘူးအမျိုးသမီးကြီးလည်းအဆင်မပြေဘူးနှစ်ဦးပေါင်းပြီးအလုပ်တကယ်တမ်းအလုပ်ဖြစ်တယ်ဆိုလို့ရှိရင်တော့ပျော်စရာကောင်းတာပေါ့ဟုတ်တာပေါ့အဲ့တော့မျိုးတို့ relationship ရဲ့လို့တစ်ခုဖြစ်လာပြီဆိုလို့ရှိရင်အတိကတော့ပျော်စရာကောင်းတဲ့အနွေးထွေးတဲ့ကျင်နာတဲ့ဒီ surroundings လေးဖြစ်ဖို့လိုအပ်တာပေါ့ဒီအတွက်ပဲသွားကြတာဟုတ်ဆိုတော့ကိုယ့်ရဲ့ nature ကိုကသဘောပေါက်ထားတယ်ဒါကြည့်နေတဲ့အမျိုးသားဆိုလို့ရှိရင်လည်းအမျိုးသမီးရဲ့ nature ကိုသဘောပေါက်ထားတယ်အမျိုးသမီးကလည်းအမျိုးသားရဲ့သဘာဝကိုသဘောပေါက်ထားတယ်ဆိုလို့ရှိရင်တော့မျိုးတို့ဖြစ်နေတဲ့ပြဿနာ 100% မဟုတ်ရင်တော့မှအတိုင်းအတာတစ်ခုလောက်အထိကိုဖြည့်ရှင်းသွားနိုင်မယ်လို့ယုံကြည်ပါတယ်။ဘက်စင်တိုင်းမှာတော့မျိုးရဒီချက်တော့ဒီအောင်နဲ့အတူတူဒီ inner well-being နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီကနေ့မှာတည်တည်ချာချာလေးပြပြပေးဒီချက်ကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့မျိုးတို့ဒီနေ့အစီအစဉ်မှာလည်းပရိသတ်တွေကိုနှုတ်ဆက်ချင်ပါတယ်နောက်တစ်ပတ်မှာဆိုလို့ရှိရင်လည်းဘယ်လိုမျိုးမတူညီတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာနဲ့ပြန်လာအောင်မလဲဆိုတာကိုစောင့်မျှော်ပြီးတော့ကြည့်ရှုစေချင်ပါတယ်ရှင်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးများတင်ပါတယ်